ကြာသပတေးသားသမီးမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုနိုဝင်ဘာလအတွက်တလစာဟောသတင်းကိုဟောကြားပေးမှာဖြစ်ပါတယ်ဒီကာလမှာကိုယ့်အတွက်ကြိုးပေးမဲ့ခရီးတွေဖျားဖို့ခရီးတွေသွားတတ်တဲ့ကာလဖြစ်ပါတယ်မိမိကိုယ်တိုင်လည်းမထင်မှတ်ပဲခရီးဝေးသွားရတဲ့အချိန်ဖြစ်ပါတယ်တရားမပြောင်းသူကောင်းမဖြစ်ဆိုသလိုတနည်းနည်းနဲ့နေရာရွှေ့ပြောင်းနေရဝေးခရီးသွားရတာတွေကြုံတွေ့ရတတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာမိမိကိုယ်တိုင်အနေနဲ့အစစအရာရာစိုးရင်တော့ကများနေရတတ်ပါတယ်အထူးသဖြင့်ပညာရေးအင်တာဗျူးစာမေးပွဲစတဲ့ကိစ္စတွေမှာအစင်မပြေအလွဲချော်ထင်ငေါ့တွေကြုံရတတ်ပါတယ်အဖို့တန်တဲ့စစ်ပစ္စည်းစိန်ခံပစ္စည်းစတာတွေဝင်ရောက်လာနိုင်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာမိမိရဲ့အိမ်ပေါ်အိမ်နားမှာကိုယ်ဝင်ဆောင်တဲ့ရှိနေတတ်ပါတယ်အဲ့ဒါလို့ရှိရင်တော့ကံကောင်းတဲ့နမိတ်ဖြစ်ပါတယ်ခင်ဗျာမိမိလက်ရှိလုပ်နေတဲ့အလုပ်မှာအပြိုင်ဆိုင်တိုက်ခန်းအခက်အခဲတွေကြုံတွေ့ရတတ်တဲ့ကာလဖြစ်ပါတယ်အလုပ်ပြုတ်လို့မတတ်ပြဿနာကြုံရတာမျိုးတွေအထက်လူကြီးအကြီးအကဲစတာတွေရဲ့အထင်လွဲခြင်းခံရတာအမြင်မကြည်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်တော့အစင်မပြေလို့ခက်ခဲတာမျိုးမဟုတ်ပေမဲ့ကိုယ့်လက်ထဲမှာငွေရှိလျက်နဲ့ကြက်တဲနေတတ်တဲ့ကာလဖြစ်ပါတယ်အလုံးမှာငွေမြုပ်နေတာမျိုးတွေရှိတဲ့ငွေကဒလဟောထွက်နေတာမျိုးတွေကြုံတွေ့နေရတတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာအခြေရေးနှလုံးသားရေးရာကိစ္စတွေမှာဆိုလို့ရှိရင်လည်းပူပန်တော့ကမကြာခဏရောက်ရတတ်တဲ့ကာလဖြစ်ပါတယ်ချစ်သူအတွက်စိတ်ညစ်ရတတ်တဲ့ကာလလို့ဆိုရမှာဖြစ်ပါတယ်အိမ်တွင်းရေးအိမ်အောင်ရေးမှာထူသတိပြုသင့်ပါတယ်အမိုက်ကစပြတ်တက်မီးလောင်ဆိုသလိုဘာမဟုတ်တဲ့ပြဿနာလေးကနေစပြီးတော့အကြီးအကျယ်ဖြစ်ပြီးကွဲမတက်ဝါမတက်ဖြစ်ရတတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာကံကောင်းစေတဲ့ကဏ္ဍတွေကတော့6ကဏ္ဍ3ကဏ္ဍဖြစ်ပါတယ်အကျိုးပေးတဲ့အယောင်ကတော့အပြာရောင်မိုးပြာရောင်ဖြစ်ပါတယ်ခင်ဗျာဒီကာလမှာအញ្ញခိုက်တွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်တောက်ကြနေမနဲ့စောစောမှာမိမိရဲ့အိမ်ဖျားမှာတပြေး6ညွန့်ကတ်လူပူဇော်ပြီးဆုတောင်းပါခင်ဗျာ